ရှေ့ကတဲရ TV ရှေ့ပိုင်းချော်ပြီးလဲဒီလဲကြညီကိုတော့အားလုံးပဲမင်္ဂလာပါနော်စကားပိုက်က channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒီဘိုင်းကြောင်းတွေနည်းနည်းပါကျွန်တော်လာပြောမယ်နော်ကျွန်တော်လည်းဆရာကြီးတော့မဟုတ်ဘူးနော်ဒါကတော့မသိသေးတဲ့ညီကိုတွေတော့နော်ဒီခုမှဘိုင်းကြီးတွေစကိုင်းတဲ့ညီကိုတွေတော့နော်ဘိုင်းကြီးတစီမှာနော်ဒီပစ္စည်းမရှိဘူးဆိုရင်တော့ညီကိုတော့နော်အကြီးကျယ်နောင်တာတည်ရနိုင်တယ်ဗောနော်ဘာဖြစ်လို့ဆိုတော့ညကကျွန်တော်ဘိုင်းတော့လဲထားတာဗျာနော်ဒီမောင်းရင်းနဲ့လဲတာမဟုတ်ဘူးနော်ဒီရက်ထားပြီးတော့ကျွန်တော်ကအထောက်ချဲပါဗောနော်အထောက်ချဲမှာအရှိကတဲရ TV အရှိပိုင်းချော်ပြီးလဲဒီလဲကြပါနော်လဲကြရဆိုမဲ့ကျွန်တော်ပိုင်းအပါတန်ရမမရဘူးဗျာနော်ပါတန်ရမရဒီကပါတွေပုံပဲ့တဲ့နေရာတွေပါတခုမှမရဘူးနော်ဒီပါပြောင်းနည်းနည်းပဲရပါနော်အဲ့ဒါကြတော့ကျွန်တော်ရဲ့ဒီကန်လုံးပေါ့နော်ကန်လုံးရှိလို့ပေါ့ညီကိုနော်ကန်လုံးဆိုတာကကျွန်တော်ပိုင်းကြီးမှာမရှိလို့မဖြစ်ဘူးနော်ဒေတာထားရင်တော့အများကြီးအဆင်ပြေတော့ပေါ့နော်အများကြီးပဲတဲ့အန်ဒီကင်းတော့ပေါ့နော်အန်ဒီကင်းလည်းမဟုတ်ဘူးဗျာနော်ဒီကပါပိုင်းကျွန်တော်စိတ်ပူစရာမလိုဘူးပေါ့နော်တကယ်လို့နည်းနည်းပါပဲလဲပဲဆိုရင်တော့ပေါ့နော်ဒါတော့အများကြီးအကာအကွယ်တပေးနိုင်တယ်ပေါ့နော်ကျွန်တော်ပိုင်းကကြည့်နော်ပုံပေးတဲ့နေရာမှာတစ်ခါမှနည်းနည်းမှမရှိဘူးပေါ့နော်အဲကြောင့်လို့ဒါဒီနေ့ကတော့ကျွန်တော်အကြညာလာပေးတာပေါ့နော်တကယ်လို့ဒီကောင်ကအကာအကွယ်တကယ်ပေးနိုင်တယ်ဆိုတာကနော်မတတ်ထားသေးတဲ့ညီကိုတွေဝယ်ထည့်ထားရအောင်ပဲဗျာနော်သူတော့နည်းနည်းပါလဲကြတာပညာဆိုတော့သူကတော့အကာအကွယ်အများကြီးတပေးနိုင်တယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့အရှိန်နဲ့ကြမဆိုရင်တော့ဒီကောင်လေးတိတ်ပြီးတော့လေမကာကွယ်ပေးနိုင်ဘူးဗျာနော်ညကပိုင်လဲတဲ့ချိန်မှာကျွန်တော်ကဗီဒီယိုမရိုက်ထပ်လိုက်ရဘူးပေါ့နော်နည်းနည်းလောဆိုတော့ကိုမပွေးလိုက်ရဘူးကျွန်တော်တယောက်တည်းပဲမှားတယ်ဗျာနော်တယောက်တည်းပဲမှားတယ်သူချင်းတွေခေါ်တာတယောက်မကြားဘူးဗျာနော်သူကအရင်ထော်တော့ဆိုတော့ကျွန်တော်ကခေါ်လို့မရတာပေါ့နော်ကျွန်တော်တော့တခါမှလည်းပိန်မလဲဘူးတော့တခါမှလည်းပိန်မမဘူးပေါ့နော်ဒီလိုပိန်ကြီးတွေကလည်းအားလေးတယ်ဗျာနော်ကျွန်တော်တယောက်တည်းတိတိုင်ပါတယ်ပေါ့အနောက်ပါနော်ကျွန်တော်ကဒီကောင်းပဲမလိုက်ဒီအနောက်ပဲမလိုက်နဲ့မတက်ဘူးဒီ10မိနစ်လောက်ကြာတယ်ဗျာနော်10မိနစ်လောက်ကြာတယ်ကျွန်တော်မတဲ့နီလန်တစ်ခုစီတယ်ဗျာနော်ကျွန်တော်ကဘယ်လိုမှလဲဆိုတော့နော်နောက်ဆုံးမရတော့ကျွန်တော်ဒီလက်ကင်ပေါ့နော်ဒီလက်ကင်မှာကျွန်တော်တစ်ခါကင်တယ်ပေါ့နော်ပြီးရင်ဒီမှာခြေတင်တဲ့ခြေနင်းပေါ့နော်ဒီမှာဒီတန်နဲ့ဒီလက်ကင်ပေါ့အခြေနဲ့နောက်ဒီနှစ်ဖက်ကင်ပြီးကျွန်တော်ကအားထုတ်ပြီးမှဒီမှတင်လိုက်တာပေါ့နော်အဲ့လိုဆိုမလို့တဲ့တယ်ဗျာနော်မလို့လွယ်တယ်နော်ဒီမှာတစ်ချက်ပဲကင်မယ်ဒီအနောက်ပဲမကင်မယ်ဆိုရင်ဒီနားပဲသွားကင်မယ်ဆိုတော့ပဲကျွန်တော်တို့တရားထဲဆိုမလို့မနိုင်ဘူးဗျာနော်မလို့ခဲ့တော့ဗျာနော်ဒါတော့မတဲ့နီလာပါဗျာနော်ဒါနီလာမှတော့မသိဘူးအဲ့ဒီညလဲတဲ့ညကဒီလိုပဲကျွန်တော်ကဒီမှတင်လာတာပေါ့နော်ဒါပေမဲ့ခါတော့နည်းနည်းနာတော့ဗျာနော်ဒီလောက်ပဲကျွန်တော်ကလာပြောပြအောင်ပေါ့နော်ဒါတော့မသိသေးတဲ့ညီကိုရတော့ပေါ့နော်စာကြီးဆိုတော့တေကြော်သွားလာဗျာနော်ကျွန်တော်တော့ဒီလူငယ်တွေတက်ပြီးခုမှစကားတဲ့ညီကိုတက်ဆိုတော့ဒီတွကြော်နေပါတည်ရမယ်လို့ကျွန်တော်ထင်တာပေါ့နော်โอเคတကယ်လို့ဒီဗီဒီယိုကိုကြိုက်မှဆိုရင်တော့ like နဲ့ subscribe ဝင်နှိုက်ပေးတော့ပါဦးနော်အားလုံးကိုကျေးဇူးတင်